တကဘာလုံးကိုတုံးလှုပ်သွားစေမဲ့ကောက်ကျစ်တဲ့ပူပေါင်းကြံစီမှုကြီးစတင်လိုက်ပါပြီရန်သူတွေဟာမိစ္ဆာစိတ်တက်နဲ့မျိုးတော်ကိုဖျက်ဆီးဖို့တို့လောတတို့လောကြံစီနေကြတာပါဒါပေမဲ့သူတို့မသိတာကအထက်ကောင်းကင်မှာသူတို့ကိုစောင့်ကြည့်နေတဲ့ဖန်ဆင်းရှင်နတ်ဖျားတစ်ပါးရှိနေတယ်ဆိုတာပါပဲခေတ်သစ်လောကမှာတော့ရှူထန်ဆိုတဲ့လူငယ်ဟာသူ့ရဲ့ဆိုင်ကြီးထဲမှာဝိုင်းတောက်ရင်းဖန်ပေါင်းချောင်တွေကကဘာသေးသေးလေးကိုကြည့်နေခဲ့ပါတယ်ဒီဖန်ပေါင်းချောင်ထဲမှာဒုက္ခရောက်နေတဲ့တိုင်းသူပြည်သားတွေကိုကယ်တင်ဖို့အတွက်သူဟာတကိုးပါတဲ့ဂျုံစည်းတွေကိုအထက်ကနေကျဲချပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပုံလင်ထက်ကဘရင်မနဲ့တိုင်းသူပြည်သားတွေဟာအနက်ပေးကြုံနေရလို့နတ်ဖျားထံဆူတောင်းနေကြတာပါရုတ်တရက်မိုးကောင်းကင်ကြီးမှောင်မဲသွားပြီးရွှေရောင်ဂျုံစည်းကြီးတွေဟာမိုးကြိုးလိုကောင်းကင်ကနေရွာကျလာပါတော့တယ်မြေကြီးထဲကျသွားတဲ့ဂျုံစည်းတွေဟာစက္ကန့်ပိုင်းအတွင်းတစ်ပင်ကြီးတွေလိုထွားချိုင်းစွာချက်ချင်းကြီးထွားလာခဲ့ပါတယ်ဒီလိုအံ့ဩဖွယ်နတ်ဖျားရဲ့တကူပြစနစ်ကြောင့်ဘရင်မနဲ့စစ်တီတော်တွေဟာဝမ်းသာမျက်ရည်ကျကမြေမှာဥခိုက်ဝှပြုလိုက်ကြပါတယ်တိုင်းသူပြည်သားတွေရဲ့တပ်ဝင်ယုံကြည်မှုစွမ်းအားတွေဟာရှူထန်ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပြီးသူ့ကိုပုံမတန်မာတဲ့စွမ်းအားတွေရရှိစေခဲ့ပါတယ်ဒါနဲ့ပဲရှူထန်ဟာသူ့ရဲ့ယုံကြည်သူတွေကိုဒီထက်ပိုပြီးကာကွယ်ပေးဖို့တနိဋ္ဌာန်ချလိုက်ပါတယ်ရှူထန်ဟာကုမ္ပဏီတစ်ခုကိုအမိတ်ပေးပြီးပရွက်စိတ်ရွယ်စားစစ်ဝတ်စုံတစ်သေးလေးတွေကိုအထူးမှယူပြုလုပ်ခဲ့ပါတယ်မှန်ဘီလူးနဲ့ကြီးမှမြင်ရတဲ့ဒီတန်ချက်ကစစ်ဝတ်စုံတွေဟာအလွန်ပဲခိုင်မာပြီးစက်မှုလက်ရာမြင်မာလာပါတယ်အဲ့ဒီစစ်ဝတ်စုံတွေကိုဖန်ပေါင်းချောင်တွေကစစ်တီတော်တွေစီပို့ပေးလိုက်တဲ့အခါစစ်တူကြီးဒါဟူးဟာဓာတ်နဲ့အစွမ်းကုန်ပိုင်းခုတ်ကြည့်ခဲ့ပါတယ်ဒါပေမဲ့ဓာတ်သွားပေမဲ့စစ်ဝတ်စုံမှာယာတုရချင်းများတော်မထင်ပဲအလွန်ခိုင်ခန့်နေတာကိုတွေ့လိုက်ရပါတယ်စစ်တီတော်တွေတိုက်ပွဲအတွက်ပြင်ဆင်နေချိန်မှာပဲရန်သူတွေဟာတောင်လိုင်းကူလှုပ်ဝက်လမ်းကြောင်းကနေမြို့တော်ထဲကိုခိုးဝင်ဖို့ကြံစည်နေကြပါတယ်သူတို့ရဲ့လှုပ်ဝက်စီစဉ်ကတော့နတ်ဖျားနဲ့ဆက်သွယ်ပေးထားတဲ့ရစ်ပလင်ကိုမိရှို့ဖျက်ဆီးဖို့ပါပဲရန်သူအထူးကလူဆိုးတွေဟာနေရန်တွေကိုဖြိုလဲပြီးမြို့တော်ထဲကိုအပြင်းထန်ခိုးဝင်လာခဲ့ကြပါပြီရစ်ပလင်ပျက်စီးသွားရင်နတ်ဖျားရဲ့အကူအညီရတော့မှာမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိနေကြလို့ပါဘရင်မမှုမူဟာလည်းတိုင်းပြည်ကိုပြန်လည်သိမ်းပိုက်ဖို့ညှဉ်းနှက်သည့်အထိစာရွက်စာတမ်းတွေကိုစစ်ဆေးနေပါတယ်ဒါပေမဲ့ရန်သူတွေရဲ့မိရှို့ဖျက်ဆီးမဲ့အန္တရာယ်ကြီးဟာသူမစီကိုတဖြည်းဖြည်းနီးကပ်လာနေချိန်မှာဘရင်မနဲ့သူမရဲ့တပ်ဖွဲ့ဟာဒီကြောက်စရာကောင်းတဲ့ကွက်ကဲမှုကိုဘယ်လိုရင်ဆိုင်ကျော်ဖြစ်မလဲဆိုတာကတော့ဓာတ်ဆက်ရာတွေနဲ့စစ်တူကြီးကနန်းတော်တကားကိုရုတ်တရက်ရိုက်ဖွင့်ပြီးပူဇော်ပလင်မီးလောင်ပျက်စီးသွားပြီလို့အော်ဟစ်အကြောင်းကြားလိုက်တဲ့အချိန်မှာဘရင်မမူချင်းဝမ်ရဲ့ကဘာကြီးတစ်ခုလုံးရုတ်ချီးပြိုလဲသွားခဲ့ပါတယ်အသက်လူပြီးပြေးလာတဲ့စစ်တူကြီးဟာဒူးထောက်ရက်ဆွဲတောင်းပန်ရင်းတိုင်းပြည်ရဲ့အဓိကတပ်ဝင်ယုံကြည်ရာပူဇော်ပလင်တစ်ခုလုံးမီးဟုံးတောက်ပျက်စီးသွားပြီဖြစ်ကြောင်းသတင်းဆိုးပါလိုက်တာပါဘရင်မဟာအံ့အားသင့်သွားပြီးရာဇပလင်ပေါ်ကနေအမြန်ထကနန်းတော်အပြင်ဘက်ကိုအပြေးလွှာသွားကြည့်လိုက်ချိန်မှာတော့တမျိုးလုံးမီးပင်လည်းဖြစ်နေတာကိုထိတ်လန့်ဖွယ်ရာတွေ့လိုက်ရပါတယ်သူမဟာမီးလောင်ပြင်ပြပုံရှိမှဒူးထောက်ကျသွားပြီးလက်နှစ်ဖက်ကိုမြေကြီးပေါ်ရိုက်ကနတ်ဖျားတွေထံမျက်ရည်ဆက်လက်နဲ့တောင်းပန်တိုင်တည်ခဲ့ရပါတယ်ဒါပေမဲ့သူတို့ဘာမှမသိခဲ့တာကဒီကဘာကြီးဟာခေတ်သစ်လူငယ်တယောက်ရဲ့အိတ်ခမ်းထဲကမှန်ဖန်ပေါင်းချောင်လက်ဆက်တဲ့ရုပ်တုတစ်တာလေးဖြစ်နေခဲ့တာပါအိယာကနိုးလာတဲ့လူငယ်ဟာတစ်တာထဲကပူဇော်ပလင်ပျက်စီးသွားတာကိုမြင်လိုက်ရချိန်မှာသူ့ရဲ့ပူဇော်တက္ကရာတွေဆုံးရှုံးရတော့မယ်ဆိုတာသိသွားပြီးဒေါသထွက်သွားခဲ့ပါတယ်ဒါကြောင့်သူဟာတကိုးဆွမ်းတဲ့တစ်တာထဲကိုအလင်းတန်းစီလွတ်ပြီးမီးလောင်ပြင်ကိုပြန်လည်ပြုပြင်ပေးဖို့ကြိုးစားလိုက်ပါတယ်ဒီအတော်တွင်ရှေးဟောင်းကဘာမှာတော့မိရှို့ခဲ့တဲ့တစ္ဆာဖောက်ရန်သူတူရှို့ကိုဖမ်းဆီးရမိခဲ့ပေမဲ့သူကတော့ပူဇော်ပလင်မရှိတော့လို့နတ်ဖျားစောင့်ရှောက်မှုရတော့မှာမဟုတ်ဘူးဆိုပြီးရေမောကမြောက်ပိုင်းလိုင်းဆိုင်တက်စီအချက်ပြမိရှုလွတ်တင်လိုက်ပါတယ်စစ်တူကြီးကတစ္ဆာဖောက်ကိုလက်စတုံးဖို့စူးစမ်းပေမဲ့မိရှုကတော့ကောင်းကင်ဘုံကိုအရှိန်အဟုန်နဲ့ပြန်တက်သွားခဲ့ပါပြီကောင်းကင်ဘုံကအချက်ပြမိရှုကိုမြင်လိုက်တာနဲ့စခန်းချထားတဲ့မြောက်ပိုင်းလိုင်းဆိုင်တက်ဖွဲ့ကြီးဟာလင်းကျိုးမျိုးကိုအပိသက်သိမ်းပိုက်ဖို့အတွက်ဒလန့်အပြည့်နဲ့ရေလိုင်းပမာအရှိန်အဟုန်နဲ့စတင်စစ်ချီလာကြပါတော့တယ်တက်မှုကြီးကစစ်တီတွေကိုစိတ်တက်မြင့်တင်ပေးပြီးဘရင်မမူချင်းဝမ်ကိုဖမ်းဆီးဖို့မှန်အပြည့်နဲ့အမိန့်ပေးလိုက်ပါတယ်စစ်ပွဲစတင်တာနဲ့မျိုးရိုးပေါ်ကိုမိများတွေမိုးပြန်မတက်ကြရောက်လာချိန်မှာစစ်တူကြီးဟာဘရင်မကိုကာကွယ်ဖို့ရင်ပတ်နဲ့ခံလိုက်ပေမဲ့နတ်ဖျားပေးသနာထားတဲ့တန်ချက်ကအင်ဂျီကြောင့်ဘာတန်ရာမှမရဘဲလုံခြုံနေခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့တပ်ဖွဲ့ဝင်တွေဟာနတ်ဖျားရဲ့စောက်ရှောက်မှုကိုယုံကြည်သွားကြပြီးစစ်တပ်တွေထက်သန်လာကရန်သူကိုပြန်လည်တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်သွားကြပါတယ်နတ်ဖျားကိုစော်ကားပြီးပူဇော်ပလင်ကိုဖျက်ဆီးခဲ့တဲ့ရိုင်းဆိုင်တပ်တွေကိုအပြည့်ရှင်းပစ်မယ်လို့ဘရင်မမူချင်းဝမ်ကဒေါသတကြီးကျိန်းဝါပြီးရာဇဓာကိုဆွဲထုတ်လိုက်ပါတယ်သူမဟာစစ်တီတော်အားလုံးကိုစူးစီးစေပြီးမျိုးရိုးကိုအသက်နဲ့လဲကာကွယ်ဖို့မိန့်မာလိုက်ပါတယ်ရိုင်းဆိုင်တပ်တွေဟာတစ်လုံးကြီးတွေလှေကားတွေနဲ့မြို့တကားကိုရိုက်ချိုးဖို့အပြင်းထန်ကြိုးစားလာချိန်မှာဘရင်မကိုယ်တိုင်လေးများကိုအစွမ်းကုန်ဆွဲပြီးရန်သူတပ်မှုတွေကိုတားဆီးဖို့ပစ်ခတ်လိုက်ပါတယ်မြို့ရိုးအောက်မှာရန်သူတွေလဲပြိုကျသွားပေမဲ့ရိုင်းဆိုင်တပ်ဖွဲ့တွေရဲ့တိုက်စစ်ကတော့ရှုံ့မသွားခဲ့ပါဘူးရန်သူတပ်မှုကအင်အားအပြည့်နဲ့တစ်လုံးကြီးတွေကိုတုံးပြီးမြို့တကားကိုအရှိန်နဲ့ဆက်တိုက်ရိုက်ချိုးဖို့မိန့်ပေးလိုက်တာကြောင့်တကားကြီးပြိုလဲလူနီးပါးဖြစ်လာခဲ့ပြီးစစ်ပွဲဟာအသက်လူရတဲ့အမြင့်ဆုံးအရှိန်အဟုန်ကိုရောက်ရှိသွားခဲ့ပါတော့တယ်ရန်သူတွေမြို့တကားကိုရိုက်ချိုးပြီးအစမတန်စစ်တီအင်အားနဲ့ဝင်ရောက်တိုက်ခိုက်လာချိန်မှာတော့တိုင်းပြည်ရဲ့ကံကြမ္မာဟာအဆုံးသတ်ဖို့လက်တလုံးအလိုပဲကြံပါတော့တယ်စစ်တီအမြောက်များတေးသွေးစီးကြောင်းထွက်နေပြီးမိဖုရားကြီးမူချင်းလွမ်းဟာနောက်ဆုံးမျှော်လင့်ချက်အနေနဲ့မြို့ရိုးပေါ်မှာဒူးထောက်ကနတ်ဖျားစီရင်ကွဲပက်လက်အကူအညီတောင်းခံခဲ့ရပါတယ်ဒါပေမဲ့ဒီနတ်ဖျားဆိုတာအမှန်တော့အနာဂတ်ခေတ်မှာရှိတဲ့ဇေဒီတော်ပုံစံမှန်တက်တာလေးကိုပိုင်ဆိုင်ထားတဲ့လူငယ်တစ်ယောက်ဖြစ်နေခဲ့တာပါမော်ဒန်ခေတ်မှာရှိတဲ့အဲ့ဒီလူငယ်ဟာဇေဒီတော်မိရှုဖျက်ဆီးခံလိုက်ရတာကိုသိသွားတဲ့အခါဒေါသချောက်ကပ်သွားပြီးရန်သူတွေကိုမိလောက်တိုက်သွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတမိချစ်နဲ့စာရွက်ကိုမိရှို့ပြီးမှန်တက်တာတဲ့ကရှေးဟောင်းကဘာစီမိတောက်ဆွမ်းအားပိုးလွတ်လိုက်တဲ့အခါမှာတော့စစ်ပွဲရဲ့အခြေအနေဟာချက်ချင်းပြောင်းလဲသွားခဲ့ပါတော့တယ်
ကောင်းကင်ယံမှာမကြောက်နဲ့ငါရှိတယ်ဆိုတဲ့ရွှေရောင်နတ်ဖျားစာတန်းကြီးလင်းလက်ထွက်ပေါ်လာပြီးမိဖုရားကြီးနဲ့စစ်တီတွေရဲ့မျက်လုံးထဲမှာဝမ်းသာမျက်ရည်တွေစီးကျလာခဲ့ပါတယ်။ဒါပေမဲ့ရန်သူတွေအတွက်ကတော့ဒါဟာကောင်းကင်ကပေးတဲ့ငရေခမ်းရဲ့အစပဲဖြစ်ခဲ့တာပါ။ကောင်းကင်ကနေမီးတောက်မီးရှန်တိုင်ကြီးတက်ဆင်းလာပြီးရန်သူတပ်မတော်ကြီးတစ်ခုလုံးကိုစက္ကန့်ပိုင်းအတွင်းပြာကျသွားအောင်မီးလောင်တိုက်သွင်းပစ်လိုက်ပါတယ်။ရန်သူစစ်သူကြီးတွေမြင်းနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းနတ်ဖျားရဲ့မီးလိုင်းကြီးဝါမျိုးချင်းကိုမလွတ်မြောက်နိုင်ပဲတယောက်မကြံပြားတိုင်းဖြစ်သွားခဲ့ရပါတယ်။အဓိကရန်သူတပ်မတော်၃ခုလုံးပျက်စီးသွားပြီးတဲ့နောက်မိဖုရားကြီးမူချင်းလွန်းဟာမြို့တော်ကြီးကိုပြန်လည်သိမ်းပိုက်ဖို့အရှိန်ဟုန်နဲ့ပြင်ဆင်လာခဲ့ပါတယ်။ဒါပေမဲ့ကောက်ကျစ်တဲ့ရန်သူမင်းသားဟာအပြစ်မဲ့တိုင်းသူပြည်သားတွေကိုမြို့ရိုးပေါ်မှာလူသားတိုင်းလိုအဖြစ်အနိုင်ကျင့်အုံပြုဖို့ရုပ်မာတဲ့အစီအစဉ်ဆွဲလိုက်ပြန်ပါတယ်။ဒီရုပ်မာမှုကိုကြားသိလိုက်ရတဲ့မိဖုရားကြီးဟာဒေါသထွက်ခဲ့ရပေမဲ့ကောင်းကင်ကနတ်ဖုရားစီကနေရွှေရောင်အကာအကွယ်လင်းတန်းတောင်းခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။အနာဂတ်ကလူငယ်ကလည်းမြို့တော်ကိုပြန်သိမ်းနိုင်ရင်ရရှိမဲ့ရွှေငွေရတနာပူဇော်တက်ကာတွေကိုမျက်စိကျပြီးရွှေရောင်နတ်ဖုရားအလင်းတန်းစွမ်းအားကိုစေတနာပါပို့လို့ပေးလိုက်တဲ့အခါမှာတော့တိုင်းပြည်ကိုပြန်လည်လွတ်မြောက်စေမဲ့နောက်ဆုံးတိုက်ပွဲဟာစတင်ခဲ့ပါတော့တယ်။ရန်သူစစ်တပ်အလယ်မှာမြို့သူမြို့သားတွေစီကနေနတ်ဖုရားအကာအကွယ်အလင်းတန်းတွေထွက်ပေါ်လာပြီးစစ်ပွဲတစ်ခုလုံးပြောင်းပြန်လှန်သွားခဲ့ပါတယ်။အနိုင်ရတော့မယ်လို့ထင်ထားတဲ့ရန်သူဗိုလ်ချုပ်ဟာမယုံနိုင်စရာဒီစွမ်းအားကြောင့်တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးဘယင်မကနတ်ဖုရားမစပြီးဖြစ်တာကြောင့်မြို့ကိုအပြတ်သိမ်းကြဖို့အမိန့်ပေးကတပ်ကူတွေကိုအစွမ်းကုန်ထိုးစစ်ဆင်စေခဲ့ပါတယ်။စစ်တီတော်တွေဟာမြို့တကားမကြီးကိုအရိုက်ခွဲပြီးရန်သူစစ်တပ်ကိုအပြတ်သက်ချေမှုန်းနိုင်ခဲ့ပါတယ်။စစ်ပွဲမှာရှုံးနိမ့်သွားတဲ့ရန်သူဗိုလ်ချုပ်ဟာဘယင်မရဲ့ခြေတော်ရှိမှဒူးထောက်ဖမ်းခံလိုက်ရပါတယ်။မိမိနန်းပလင်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ဘယင်မကကူညီခဲ့တဲ့နတ်ဖုရားတွေကိုပူဇော်ဖို့ရစ်ပလင်ကြီးဆောက်လုပ်ဖို့အမိန့်ထုတ်ပြန်လိုက်ပါတော့တယ်။